လူပေါင်းတန်းချီရဲ့မှတ်ဉာဏ်တွေကတစ်ချိန်တည်းမှာအကြောင်းအရာတစ်ခုတည်းကိုတူညီစွာမှားယွင်းနေကြတယ်ဆိုရင်ဒါဟာတိုက်ဆိုင်မှုလို့ပြောလို့ရပါမလားတောင်အာဖရိကသမ္မတကြီးနယ်ဆန်မန်ဒဲလာဟာ1980ပြည့်နှစ်တွေကတည်းကထောင်ထဲမှာကွယ်လွန်သွားခဲ့တယ်လို့လူအများပြားကခိုင်ခိုင်မာမာမှတ်မိနေကြပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့သူဟာ2013ခုနှစ်ကျမှကွယ်လွန်ခဲ့တာပါဒီလိုမျိုးအုပ်စုလိုက်မှတ်ဉာဏ်လွဲချော်မှုဖြစ်စဉ်ကို The Mandela Effect လို့ခေါ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့အုံနောက်တွေကိုကစားနေတဲ့ဒီထူးဆန်းတဲ့ဖြစ်စဉ်အကြောင်းကို Daily Point မြန်မာကနေတင်ဆက်ပေးသွားမှာပါ Daily Point မြန်မာကနေကြိုဆိုပါတယ်ကျွန်တော်တို့နဲ့အတူကဘာကြီးရဲ့စိတ်ဝင်စားစရာအကောင်းဆုံးနဲ့အစမ်းကျယ်ဆုံးလျှို့ဝှက်ချက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါ Mandela Effect ကိုသင်လဲကြုံဘူးမှာပါနမူနာအချို့ကိုကြည့်ကြရအောင်နံပါတ်1 Pikachu ရဲ့ကမီးလူတော်များများက Pikachu ရဲ့အမီးဖျားမှာအမြဲရောင်ပါတယ်လို့မှတ်မိနေကြပါတယ်ဒါပေမဲ့တကယ်တော့သူ့အမီးဟာအဝါရောင်စစ်စစ်ပဲဖြစ်ပါတယ်နံပါတ်2 Mickey Mouse ရဲ့ဝတ်စုံ Mickey Mouse မှာပစိုးတိုင်းကျိုးပါတယ်လို့မှတ်မိနေကြသလားတကယ်တော့သူဟာဘောင်းမီတို့လေးပဲဝတ်ထားတာပါနံပါတ်3 Monopoly game ကလူကြီး Monopoly game နဲ့တာမျက်မှန်တစ်ဖက်တက်ထားတဲ့လူကြီးပုံကိုမှတ်မိကြမှာပါဒါပေမဲ့တကယ်မူရင်းပုံမှာအဲ့ဒီလူကြီးဟာမျက်မှန်လုံးဝမတက်ထားပါဘူးဒီလိုမျိုးတကဘာလုံးကလူတွေဟာမရှိခဲ့တဲ့အရာတစ်ခုကိုတူညီတဲ့ပုံစံတစ်ခုနဲ့ဘာလို့မှားယွင်းမှတ်မိနေကြတာလဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာ theory နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ parallel universe theory ပါကျွန်တော်တို့ဟာတခြားစကြဝဠာတစ်ခုကနေအခုလက်ရှိစကြဝဠာတဲကိုမတိမတကူပြောင်းလာခဲ့တာကြောင့်အရင်ကဘာကအမှတ်တရတွေကြံနေခဲ့တာလို့အချို့ကယုံကြည်ကြပါတယ်ဒုတိယတစ်ခုကတော့ false memory ဆိုတဲ့စိတ်ပညာ theory ပါကျွန်တော်တို့ရဲ့အုံနောက်ခါသတိနဲ့ချက်လက်တွေကိုသိမ်းစေတဲ့အခါပုံရိပ်အချို့ကိုအနီးဆက်ဆုံးနဲ့အစဉ်ပြေဆုံးထီအောင်ပြုတ်ပြင်သိမ်းစေလိုက်တဲ့အတွက်လူအများစုမှာတူညီတဲ့မှတ်ဉာဏ်အမှားတွေဖြစ်လာရတာလို့ဆိုပါတယ် The Mandela Effect ဟာကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေဘလောက်အထိအားကိုးလို့မရဘူးလဲဆိုတာကိုပြသနေတာလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့စက်ကြဝဠာရဲ့လှုပ်ဝက်ချက်တစ်ခုလားဆိုတာကတော့စဉ်းစားစရာပါပဲမိတ်ဆွေတို့ကဒီလိုမျိုးခိုင်ခိုင်မာမာမှတ်မိနေပေမဲ့တကယ်လက်တွေ့မှာမှားနေတဲ့ Mandela Effect မျိုးကြုံဘူးပါသလား comment မှာပြောပြခဲ့ပါဦးအခုလိုမျိုးစိတ်ပညာနဲ့စက်ကြဝဠာရဲ့ထူးဆန်းတဲ့ဖြစ်စဉ်တွေကိုအမြဲလေ့လာချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page ကို follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော် YouTube မှာလည်း subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်